အယူဆုံးပေါ့နော်ကိုရှိရဲ့နေနေမတည်ပြီးတော့မှဘုရားရှင်ကောင်းမြတ်ပါတယ်ဆိုပြီးတော့မှ3ချိန်3ခါအတန်ကျဲဆုံးနဲ့ပေါ့နော်ဖြိုင်နာမတို့ချီးမွမ်းကြရအောင် Okay ready သင်းနဲ့3ဘုရားရှင်ကောင်းမြတ်ပါတယ်ဘုရားရှင်ကောင်းမြတ်ပါတယ်ဘုရားရှင်ကောင်းမြတ်ပါတယ်အာမင်ကျွန်တော်ရဲ့တာတီတီမှာပေါ့နော်နေ့ရက်တိုင်းမှာကောင်းမြတ်တဲ့သူဘုရားရှင်အားလုံးပဲလွတ်လွတ်လပ်လပ်နဲ့ချီးမွမ်းကြရအောင်对培养也灭大，你也在对培养也cứu大，你也在对培养也结束了，不是你的，你也在对培养也得杀，你也在对培养也离落，你也在对培养也高级对。不是你的，别来弄点狗眼再多些毒，咕噜咕噜的不灭的是你的，罗马那么脚步，罗马别快步，别走的，别人不少的。
ပေးတဲ့အရာတွေအကြောင်းပဲဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အကြောင်းရဲ့ယေရှုဆက်ပြီးချီးမွမ်းကြရအောင်မျက်မှောက်တော်တဲ့ကျွန်တော်ရှိနေခြင်းခင်မြတ်နာတော့ကျွန်တော်ဘူးမျိုးခြင်းအရာရာကိုရောကြောင့်ဖြစ်လာသည်ကိုရောကြောင့်သက်ရှင်သည်တကယ်ပါကိုရောဘူးဖြစ်လာသည်ကိုရောအားဖြင့်သာအပါကိုရောကြောင့်တော့ကျွန်တော်ကိုရောကြောင့်တော့ကျွန်တော်တနာယခုချိန်ထိ
ရှုရဲ့ဖြစ်ခြင်းကိုသားသမီးတို့တယောက်ချင်းစီပေါ်မှာပေးခဲ့တဲ့နာမတော်ချီးမွမ်းပါတယ်ထိုယေရှုကြောင့်ထိုကိုယ်တော်ကြောင့်ပါပဲမထိုက်တဲ့ပါဘူးသားသမီးတို့မထိုက်တဲ့ပါဘူးသမီးတို့ကိုယ်တော်ပေးတဲ့ယူရကိုယ်တော်ပေးတဲ့လက်ဆောင်ရလို့ခံယူဖို့မထိုက်တဲ့ပါဘူးမသက်ရှိပါဘူးမကောင်းပါဘူးထိုယေရှုကြောင့်သာလေထိုယေရှုကြောင့်သာလေထိုယေရှုကြောင့်သာလေကိုယ်ရရှိတော်မှာပြောင်းမခြင်းသူရဖြစ်ရတဲ့ခွင့်ရတဲ့ထိုယေရှုကြောင့်သာလေတရှိခြင်းလူများခြင်းကောင်းမြတ်ခြင်းပြည့်စုံခြင်းရအားလုံးရခဲ့သူရပဲဖြစ်ပါတယ်အကြောင်းကိုယ်တော်ကိုချီးမွမ်းပါတယ်ယေရှုနဲ့ပါတယ်ယေရှုပါပဲအိုယေရှုတဲ့ထိုယေရှုတော်ကြောင့်ထိုယေရှုတော်ကြောင့်ယေရှုကြောင့်သာတရှင်သည်ယေရှုကြောင့်သာတခြင်းဆိုသည်ယေရှုကြောင့်သာပြီးဆုံးသည်ယေရှုကြောင့်ပဲယေရှုကြောင့်သာလွန်မြောက်ခြင်းယေရှုကြောင့်သာအပြောင်းမခြင်းယေရှုကြောင့်သာမခြင်းယေရှုကြောင့်我送的口吻看吧，树长大，的是你，耶稣长大，的接受你，耶稣长大，接受你，耶稣长大，冷了天，耶稣长大，我飘满天，我渺耶稣小，长大，飘满天，耶稣长大，我看吧，耶稣长大，的是你。耶稣长大，的接受的，耶稣长大，我别送的，耶稣长大，耶稣长辈，长大，龙苗天，耶稣长大，万苗天，耶稣长大，飘满天，耶稣长大，耶稣长辈。Amen. မမေ့ပါဘူးကိုရောတမီးတို့အသက်တာမှာအချိန်နဲ့နေ့အတိုင်းဟိုတနေ့ပြီးတနေ့တစ်ပတ်ပြီးတစ်ပတ်တလားပြီးတလားတစ်နေ့ပြီးတစ်နေ့ဘယ်လားလောက်ကြာကြာဒါသမီးတို့အတွက်ဒါသမီးတို့ချစ်လွန်းလို့တကယ်ပဲချီးမလို့နေမြတ်တော်ကြောင့်လှဆောင်ပြီးတဲ့ကိုရောရဲ့အိုးလှဆောင်ပြီးရဲ့မမေ့ပါဘူးပါယေရှုတင်နေယေရှုကိုရဲ့ကောင်းမြတ်ခြင်းတွေကိုကိုရဲ့ကြီးမြတ်ခြင်းတွေပြန်လဲပြီးတော့မှတခြင်းတီးဆိုရဲ့အခွင့်ကိုပြန်လဲပေးရတဲ့ယေရှုတင်နေပါကိုရနာမတော်ပဲချီးမွမ်းပါတယ်ပါသမီးတို့ရဲ့အရာအားလုံးအိုးဖြစ်ကိုရိုပေးတဲ့အတန်တွေကိုရိုပေးတဲ့အိုးလက်တွေပါစက်တွေရှာရတဲ့အကုန်လုံးနဲ့ကိုရနာမတော်ပဲပြန်လဲပြီးချီးမွမ်းပါတယ်ပါတကယ်ပဲကောင်းမြတ်ခြင်းအလုံးစုံကိုခံထိုက်တဲ့ယေရှုဖြစ်ပါတယ်ထိုနာမတော်ချီးမွမ်းပါတယ်။အိုးဂျေဇုတော်ကိုယ်လုံးဆောင်ပြီးတဲ့ဂျေဇုတော်တို့ဂျေဇုတင်နေကိုယ်လုံးဆောင်ပြီးတဲ့မြတ်တာတော်တို့ဂျေဇုတင်ပါတယ်။အိုးချမ်းရှင်ရဲ့ခြေလိုက်လုံးစုံမလဲတန်ရှင်သောဝိညာဉ်တော်တူပါရှိတော်မူပါ။ပို့ဆောင်တော်မူသူတို့ဂျာမန်တို့ကပတ်တော်အားလုံးအားဖြစ်တဲ့ခံခြင်းအိုးတခြင်းဆိုတဲ့အရာတွေအားဖြစ်နေအိုးတန်ရှင်သောဝိညာဉ်သားပြီးတော့လုံသားတွေပေါ်မှာပြင်လဲပြီးတော့လှုပ်လှုပ်တော်မူပါ။ယေရှုနာမကိုမြည်ပြုလဲဆုတောင်းစကန်နံပါတယ်ဖခင်တခင်အာမင်
လေလုယာဖျားရှင်ကောင်းမြတ်ပါသလားကျမတို့ကောင်းမြတ်တဲ့ဖျားရှင်ကိုဒီနေ့ရောက်စီလာတဲ့ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေကျမတို့တစ်ခါတလေကြာရင်မိုးလင်းလှုပ်ထတယ်လို့ထင်နေကြတယ်ဒါပေမဲ့ဘုရားအခွင့်မပေးဘူးဆိုရင်ကျမတို့မိုးလင်းတာကိုမြင်ရမှာမဟုတ်ဘူးပေါ့နော်ဘုရားရှင်ကကျမတို့ပေါ်မှာအမတမကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်ပါတယ်လို့ကျမတို့ခုနChristian worship ထဲမှာဆိုတဲ့အတိုင်းပဲယေရှုကြောင့်သာကျမတို့အသက်ရှင်ရခြင်းဖြစ်တယ်ဆိုတာကျမတို့နှုတ်နဲ့ဝန်ခံပြီးပြီဖြစ်တယ်ဒီနေ့ရောက်ရှိလာတဲ့ယုံကြည်သူရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေကျမတို့အခုချိန်မှာအားလုံးမတည့်ရပြီးတော့ကျမ်းစာဖတ်ရရမယ့်ချိန်ဖြစ်ပါတယ်အားလုံးသူတို့ကိုဖတ်ရအောင်လမ်းခရီး၌တင့်ကိုစောင့်ရှောက်၍ငါပြင်ဆင်သောအရာတို့ပူစီခြင်းကကောင်းကင်တမန်ကိုတင်ရှိ၌ငါစီလို့၏ထိုတမန်ကိုယူသည်ဆိုပြုလောစကားတော်ကိုနားထောင်လောအာနာတော်ကိုမဆန်နဲ့တင်တို့ပြစ်မှားသောအပြစ်ကိုသူသည်မလွတ်ငါနာမသည်သူ၌တည်ရှိ၏တေစင်စစ်တင်သည်သူစကားကိုနားထောင်၍ငါပင်ညတ်သမျှအတိုင်းပြု၍တင်ဤရန်သူတို့ကိုငါသည်ရန်ဘက်ပြုမည်တင်ကိုစီးသားတော်သူတို့ကိုလည်းငါစီးသားမည်ရှိသူဆိုတော့ပဲရှင်မီသူတို့ကိုအိုးမချကိုအဝတ်မပြုရသူတို့ဘာသာအတိုင်းမကျင့်ရသူတို့ကိုအကုန်အစင်မောက်လဲ၍ရုပ်သူစင်းသူများကိုလည်းရှင်းရှင်းပြရမည်ဒီဘုရားသခင်ခြားရဘုရားကိုဝတ်ပြုရမည်တင်ဤမုံကို၎င်းရေကို၎င်းကောင်းချီးပြီးတော်မူမည်အနာယောဂကိုလည်းတင်ဤအချက်ကနှုတ်ယူပေရှားတော်မူမည်တင်ဤပြည်တွင်ကိုဝင်ပြတ်သောတတဝါမြို့သောတတဝါနှင့်ကင်းလွတ်လိမ့်မည်တင်ဤအသက်တမ်းကိုငါဆုံးလင်းစီမည်ငါကိုကြောက်တတ်သောသဘောကိုတင်ရှိသူငါစီလွတ်၍တင်ရောက်လေရာရာအရ၌ခတ်သိမ်းသောလူမျိုးကိုငါဖြစ်စေမည်တင်ဤရန်သူအပေါင်းတို့ကိုနောက်တို့လဲစေမည်ပြားသူများကိုလည်းတင်ရှိသူငါစီလွတ်၍သူတို့သည်ဝိနိလိုခန္ဓနေလိုဟိတိလိုတို့ကိုတင်ရှိမှနင်းထုတ်ကြလိမ့်မည်လူများကိုတနေ့ချင်းတွင်တင်ရှိမှငါမနင်းထုတ်တို့ပြုလင်ပြီးသည်တိတ်ဉဏ်၍တာရဲတို့သည်တင့်ပင်၌များပြားလိမ့်မည်တင်သည်တိုးပွား၍တပြီလုံးကိုဝင်စားလေးကြအောင်သူတို့ကိုတင့်ရှိမှဖြည်းဖြည်းငါနင်းထုတ်မည်ကောင်းသူဝင်တင်သည်နာတို့ငါအ၍တင်သည်နှင်ထုတ်ရလိမ့်မည်သူတို့သည်၎င်းသူတို့ဘုရားများနှင့်၎င်းတင်သည်မိတ္တဟာယမဖွေရတင်သည်ငါကိုပြစ်မှားစီခြင်းကသူတို့သည်ပြူမီကိုစိုးရိမ်เสียရှိသောကြောင့်သူတို့သည်တင့်ပီ၌မနေရကြတင်သည်သူတို့ဘုရားကိုဝတ်ပြုလင်ထိမိ၍လဲเสียအကြောင်းမှန်ဖြစ်မည်ဟုမောရှိအားမိန်တော်မူ၏အလုံးပြန်ထိုင်ကြရအောင်ဖတ်တော်ကျမ်းစာကိုဖတ်တော်သူရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေကျမတို့အခုချိန်မှာနှုတ်ကပတ်တော်ကိုကြားနာရမယ့်ချိန်ဖြစ်ပါတယ်အသုံးပြုမဲ့ဆရာနဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုလက်ခုပ်တီးခြင်းအပြင်ကြိုဆိုကြရအောင်ဟုတ်ပြီဒီနေ့ကျွန်တော်တို့ဖခင်ရဲ့ကောင်းမြတ်ခြင်းအပြင်ပြန်လည်ပြီးတော့ဒီမြန်မာပိုင်စင်စင်ကိုဖခင်ကဒီခုချိန်ထိလမ်းပြပို့ဆောင်တဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်
ဝတ်ပြုကိုယ်ကွယ်ခြင်းဥဆောင်တော်သူများနော်ချီးမွမ်းကိုယ်ကွယ်ခြင်းဥဆောင်တော်သူများကိုလည်းဂျိုးကျေးဇူးတင်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နေ့လက်ခဲမှာဒီမြန်မာပိုက်စီစီမှာပါဝင်တဲ့အရောက်စီတိုင်းအတွက်နေ့ကျွန်တော်ဖတ်သွားတဲ့အကျမ်းပိုက်ကိုကောင်းချီးဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟာလေလုယာဟာလေလုယာဆိုတော့ဒီနေ့ကျွန်တော်ယူဆောင်လာတဲ့ကျမ်းပိုက်ကခုနကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းပိုက်ထဲကနေပြီးတော့ကျွန်တော်ဘာဖြစ်လို့20ကနေ33အထိဖတ်ခိုင်းလဲဆိုတော့ဒီကျွန်တော်ဒီနေ့ပြင်ဆင်လာတဲ့ကျမ်းပိုက်လောက်ပဲဖတ်ရင်ဟာဆရာဒီလောက်ပဲကျမ်းပိုက်ဖတ်ခိုင်းတယ်ဆိုပြီးတော့စိတ်တူမှာဆိုလို့ပေါ့နော်အဲအကြောင်း20ကနေစဖတ်ခိုင်းတာဆိုတော့ဒီနည်းနည်းလေးပဲဆရာကကျမ်းစာကိုဖတ်ခိုင်းတယ်ဆိုပြီးတော့ဒီမှာရှိတဲ့ယုံကြည်သူတွေကိုစိတ်တူမှာဆိုလို့เนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကကျမ်းစာကကျွန်တော်တို့အတွက်ဝိညာဉ်အစာဖြစ်တယ်ဟာလေလုယာများဖတ်နိုင်မှများလေ့လာနိုင်မှကျွန်တော်ရဲ့ဝိညာဉ်ကိုတူးတက်မှာဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောချင်တယ်ဆိုတော့ဒီနေ့ကျွန်တော်ယူဆောင်လာတဲ့ကျမ်းပိုက်ကခုနကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းပိုက်ထဲကနေပြီးတော့အပိုက်ငယ်24ကနေပြီးတော့20ခွန်25ကနေပြီးတော့20ခွန်ဖြစ်ပါတယ်ကျွန်တော်ထပ်ပြီးတော့ဖတ်ချင်ပါတယ်တင်တို့ဤဖျားသခင်ထာဝရဘုရားကိုဝတ်ပြုရမည်တေနီမောကို၎င်းရီကို၎င်းကောင်းချီးပြီးတော်မူမည်အနာယောဂါကိုလည်းတေနီအထဲ၌နှုတ်ယူဖေရှားတော်မူမည်တေနီပြည်တွင်ကိုဝင်ပြတ်ကြတော်တတ္တဝါမြူတော်တတ္တဝါနှင့်ကင်းလွတ်လိမ့်မည်တေနီအသက်တန်းကိုငါစုံလင်စီမည်ငါကိုကြောက်တတ်သောသဘောကိုတင်းရှိတို့ငါစီလွ၍တင်ရောက်လီရာအရတ်၌ခတ်တင်သောလူမျိုးကိုငါဖျက်ဆီးမည်တေနီရန်သူအပေါင်းတို့ကိုနောက်တို့လက်စီမည်ဖတ်တော်တဲ့ကျမ်းပိုက်အားဖြင့်အရောက်စီတိုင်းဘုရားခင်ကောင်းချီးပေးပါစေဒီနေ့ကျွန်တော်တို့ခေါင်းစဉ်တက်ချင်တာကဘာခေါင်းစဉ်ပြီးထားတယ်လဲဆိုတော့ဝတ်ပြုဖျားဝတ်ပြုခြင်းနဲ့အကျိုးကျေးဇူးဆိုပြီးတော့ကျွန်တော်ခေါင်းစဉ်ပြီးချင်ပါတယ်ဘာဖြစ်လို့ကျွန်တော်တို့ဒီ main service ပြီးအဲ့ဒါပြီးတာနဲ့တခါတည်းပြန်တော်လို့မရဘူးလားဘာဖြစ်လို့ဒီမြန်မာ service ကိုဘာဖြစ်လို့ထပ်ပြီးတော့ဖျားကိုကိုးကွယ်ရတာလဲနော်ဒီမြန်မာ service မှာကျွန်တော်က main service အတွက်ကောင်းပြီဘာဖြစ်လို့ဒီမြန်မာ service ကိုထပ်နေရအောင်မလဲဆိုပြီးတော့တခါတလေကျန်စိတ်ထဲမှာရှိကောင်းရှိလိမ့်မယ်ဒီမြန်မာ service မှာအိမ်ငိုင်းရင်နဲ့နော်ထိုင်ရတာဖခင်ကလည်းကောင်းချီးဖြစ်စေခြင်းတယ်ဟာလေလုယာဒီမြန်မာ service မှာမောရတာနဲ့ပင်ပန်းရတာနဲ့ထိုင်နေရတာဟာအလကားမဟုတ်ပါဘူးဖခင်ကသူ့ကိုယ်ကိုယ်တဲ့သားသမီးအတွက်မနေ့ပိုင်းပဲညနေပိုင်းပြီးတော့နောက် Bible study အတွက်တော်၎င်းကျွန်တော်တို့ဒီသူ့ရဲ့ဖခင်ကိုကိုးကွယ်ရတာဟာအလကားမဟုတ်ပါဘူးဖခင်ကအလကားမထားဘူးဆိုတာဒီနေ့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ရောက်ရှိလာတဲ့ယုံကြည်သူတွေအတွက်ကျွန်တော်တို့မြန်မာ service မှာပါဝင်ရတာဟာဖခင်ရဲ့ကောင်းမြတ်ခြင်းကျွန်တော်အတွက်ဖခင်ပြန်ဆင်ပြီးတဲ့ဖခင်ရဲ့ကောင်းချီးကိုကျွန်တော်ခံစားနိုင်ဖို့ရန်အတွက်ဒီနေ့ယူဆောင်လာတဲ့ကျမ်းပိုက်ဖြစ်ပါတယ်ဟုတ်ပြီခုနကျွန်တော်ပြောသလိုခေါင်းစဉ်ကနေပြီးတော့ဖခင်ဝတ်ပြုခြင်းဤအကျိုးခုနှစ်ခုကျွန်တော်ပြောချင်တယ်ဆိုတော့အကျိုးဆိုတဲ့နော်အကျိုးဆိုတာထက်ဖခင်ဝတ်ပြုခြင်းထဲကနေရရှိလာတဲ့ကောင်းချီးဆိုရင်လည်းပြောလို့ရပါတယ်နော်ဆိုတော့နံပါတ်1အနေနဲ့ဘာလဲဆိုတော့ဒီနေ့ကျွန်တော်တုတ်လေးနဲ့ပြောမယ်နားလေလွယ်အောင်နော်နားလေရလွယ်အောင်ပြီးတော့မှတ်သားလို့လွယ်အောင်ကျွန်တော်ပြောမှာဖြစ်ပါတယ်ဆိုတော့နံပါတ်1အနေနဲ့ဘာလဲဆိုတော့ခုနကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းပိုက်ထဲမှာတင်တို့ဤဖျားခင်ထာဝရဘုရားကိုဝတ်ပြုရမယ်ဝတ်ပြုရမယ်ဝတ်ပြုချင်းထဲကနေပြီးတော့ကျွန်တော်တို့ရရှိလာတဲ့ကောင်းချီးနံပါတ်1ကဘာလဲဆိုတော့တင်ဤမုတ်ကိုဘာဖြစ်မှာလဲ
တင်ဤမုတ်ကို၎င်းနံပါတ်1တင်ဤမုတ်စားစရာကျွန်တော်တို့အဲမှာဖျားသခင်ပြီးထားတဲ့စားစရာဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့အိမ်မှာစားဖို့အတွက်ဖျားသခင်ပြီးထားတဲ့အရာစားစရာကိုကောင်းချီးပြီးမယ်တခြားအနေနဲ့ပြောင်းမယ်ဆိုရင်ဖျားသခင်ကကျွန်တော်တို့ကိုကြွေးမွေးမယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်ဟာလေလုယာရှင်မဿဲခရစ်ဝင်ကျမ်းအခန်းကြီး14ကနေပြီးတော့21အထိကြည့်မယ်ဆိုရင်ယေရှုခရစ်တော်ကလူ9000ကိုဒီလူငယ်လေးရဲ့နိလေစာအသုံးပြုပြီးတော့ကျွေးမွေးတာကျွန်တော်တို့သိတယ်အဲ့ဒီဟာကကျွန်တော်တို့တကယ်စဉ်းစားမယ်ဆိုရင်ဘုရားသခင်ကနမိတ်လက္ခဏာကိုနေရာတိုင်းမှာမလုပ်ဘူးနော် shopping မှာဘုရားသခင်ကနမိတ်လက္ခဏာမလုပ်ဘူး shopping သွားပြီးတော့ဘာလဲအင်ကြီးဝယ်ချင်တယ်နော် shopping သွားတယ်အင်ကြီးဝယ်ချင်တယ်ဝယ်တဲ့ချိန်မှာကိုဝယ်ချင်တဲ့အင်ကြီးကကျွန်တော်တို့ပါတဲ့ငွေကြီးနဲ့မကိုက်တဲ့အတွက်ကြောင့်ကျွန်တော်ပြန်ထားရတာလည်းရှိပါတယ်ဘုရားသခင်ကနမိတ်လက္ခဏာ shopping မှာမလုပ်ပါဘူးအဲ့ဒီနမိတ်လက္ခဏာလုပ်တဲ့နေရာကလူ9000ကိုဘာဖြစ်လို့ကျွေးတာလဲဆိုတော့သူ့ရဲ့စကားကိုနားထောင်တော့သူဒီလိုမျိုးပြောမယ်ဆိုရင်အဲ့ဒီတုန်းကဖခင်เจ้าမရှိပြီမဲ့ယေရှုခရစ်တော်ကသူဒီဒနာဝေငှတဲ့နေရာနော်သူကောင်းကင်ဖခင်သခင်ရဲ့နိုင်ငံတော်ကိုဝေငှတဲ့နေရာနံပါတ်1တခြားအနေနဲ့ပြောမယ်ဆိုရင်ဘာရှိလဲဆိုတော့ဖခင်เจ้าကိုရောက်လာတော့သူကိုပဲဖခင်သခင်ကကြွေးမွေးဆောင်ရှောက်တယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်ရောက်တယ်ဆိုတော့ဒီမှာဖခင်သခင်ကနမိတ်လက္ခဏာပြုတဲ့ချိန်မှာသူ့စကားကိုနားထောင်တော့သူ့ရဲ့တရားဟောချက်ကိုနားထောင်တော့လူတွေထဲမှာပဲဘုရားသခင်ကနမိတ်လက္ခဏာပြုတယ်ဒီလူတွေကိုကြည့်တဲ့ချိန်မှာဘိုက်စာဘူးဘုရားသခင်အလိုတော်မရှိဘူးအဲ့ဒါကြောင့်ကျွန်တော်အသက်တာမှာစဉ်းစားမယ်ဆိုနံပါတ်1အနေနဲ့ဖယားကိုကိုးကွယ်တော့ဘုရားသခင်ကိုဝတ်ပြုတော့သူဒီမှန်သမျှရဲ့အသက်တာမှာဖယားသခင်ကတာဝန်ယူတယ်ဆိုတာဒီထဲမှာကျွန်တော်တို့သိရတယ်ဟာလေလုယာဆိုတော့ချစ်တော်ညီကိုမောင်နှမများကျွန်တော်မိသားစုအနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်ဘတ်ဇက်ကနဲကောင်းနေလိမ့်မယ်နော်ဝင်ငွေကနေကောင်းနေလိမ့်မယ်ဒါပေမဲ့ဖယားသခင်ကိုစိတ်နှလုံးနဲ့ကိုယ်ကိုယ်ချီးမွမ်းတဲ့လူတွေကဖယားသခင်ကကောင်းချီးပေးတယ်အင်္ဂါနေပြီးတော့ကိုယ့်ရဲ့လာခနဲ့ကိုယ့်ရဲ့ company ကနေပြီးတော့ရတဲ့ဟာနဲ့အသက်ရှင်မယ်ဆိုရင်ခက်အသက်ရှင်လို့ဒါပေမဲ့ဖျားရခင်ကဒီကနေ့အထိကောင်းချီးခံစားစီတယ်ဆိုတာကျွန်တော်သိရတယ်ဆိုတော့နံပါတ်1အနေနဲ့တင်ဤမုတ်တင်ဤအစားအစာကိုကောင်းချီးပြီးမယ်ဆိုတာနံပါတ်1အနေနဲ့ကျွန်တော်သိတယ်ဒီမှာနားလည်ရတယ်ဆိုတော့ဝတ်ပြုတ်ကူးကွယ်တော့ဒီမြန်မာ service မှာเนาะမနစ်ကနေပြီးတော့ထိုင်တယ်2နာရီ3နာရီထိထိုင်တယ်ပြီးတော့ဆက်ထိုင်တယ်ဆိုတာကအလကားမဟုတ်ပါဘူးကိုယ့်ရဲ့မိသားစုအတွက်ဖယားသခင်ကကျွေးမွေးဆောင်ရှောက်မယ်ဆိုတဲ့ကောင်းချီးကျွန်တော်ရရှိမှာဖြစ်ပါတယ်ဆိုတော့နံပါတ်1အနေနဲ့ဗာလဲဆိုတော့ရေကိုလည်းကောင်းချီးပြီးတော်မူမယ်နော်တင်ဤမုတ်ကို၎င်းရီကို၎င်းကောင်းချီးပြီးတော်မူမယ်ရီဆိုတာကကျွန်တော်နှုတ်ကပတ်တော်ကိုကြည့်မယ်ဆိုရင်ရီဆိုတာကဘာအဓိပ္ပာယ်တက်လဲဆိုတော့ဘာပြောချင်တာလဲဆိုတော့ဖယားရဲ့နှုတ်ကပတ်တော်ဆိုတာပြောချင်တာဖြစ်ပါတယ်ဆိုတော့ရီကကျွန်တော်အသက်တာကိုတန်ရှင်းစေတယ်ကျွန်တော်တို့ကိုအသက်ရှင်စေတယ်ဆိုတော့ဒီဖယားသခင်ကျွန်တော်ကြားနာရတဲ့เนาะကြားခဲ့ရတဲ့နောက်ကပတ်တော်ကိုကျွန်တော်အတွက်ကောင်းချီးဖြစ်စေမယ်ဆိုတာအဓိပ္ပာယ်ရောက်တယ်เนาะဒီမှာဆရာကြီးကဝေငှတဲ့နောက်ကပတ်တော်ဟာကျွန်တော်တို့အတွက်ကောင်းချီးဖြစ်မယ်အခုကျွန်တော်မနေ့ပိုင်းမှာကျွန်တော်နားထောင်ရတာဟာကကောင်းချီးဖြစ်မယ်ဒီနေ့လေခဲမှာကျွန်တော်ကြားနာရတဲ့ဒီနောက်ကပတ်တော်ဟာလေကျွန်တော်တို့အတွက်ကောင်းချီးဖြစ်စေမယ်ယေရှုရာကတောက်ရင်ဘာဖြစ်လဲခွန်အားဖြစ်စေတယ်ဟာလေလုယာ
ရေဆိုတာကကျွန်တော်တောက်ရင်ဗါလေခုံအားဖြစ်စီတယ်မျက်စိနော်အယံပူတဲ့အချိန်မှာရေတောက်လိုက်ရင်ဘာဖြစ်လဲဆိုတော့အမောပြီသွားတယ်မဟုတ်လားအေးအမောပြီသွားတာနော်အယံနေပူတဲ့အချိန်မှာရေတောက်လိုက်အယံအမောပြီတာဒါမှမဟုတ်ဆိုရင်လမ်းလျှောက်တဲ့အချိန်မှာအယံမောတဲ့အချိန်မှာရေတောက်လိုက်ရင်ဘာဖြစ်လဲအမောပြီပြီးတော့ကျွန်တော်ဆက်ပြီးတော့လမ်းလျှောက်နိုင်တယ်အဲ့လိုပဲဖခင်ရဲ့နောက်ကပတ်တော်ဟာကျွန်တော်တို့အတွက်ကောင်းချီးဖြစ်စီမယ်ဆိုတာဒီထဲမှာကျွန်တော်တွေ့ရတယ်ဆိုတော့မဿိမသက်ခန်းကြီး20နှစ်ထဲမှာကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်တွေ့လဲဆိုတော့ဖျားသခင်ဒီဘယင်တပါရဲ့ဒီမင်္ဂလာပွဲပြင်ဆင်တဲ့မင်္ဂလာပွဲကြီးတစ်ခုကျွန်တော်သိရတယ်ဆိုတော့အဲ့ဒီမင်္ဂလာပွဲမှာဘယ်သူတွေခေါ်တာလဲဆိုတော့ဘယင်ကသူ့ရဲ့အလုသမားတွေကိုခေါ်ပြီးတော့သူ့ရဲ့ဆွေမျိုးတိုင်းဝိုင်းတွေကိုခေါ်ခိုင်းတယ်အဲ့ဒီဆွေမျိုးတိုင်းဝိုင်းတွေကသူမင်္ဂလာပွဲကိုမလာဘူးเนาะအလုရှိတယ်ဝါရှိတယ်ဆိုပြီးတော့မလာကြဘူးဒါပေမဲ့ဘယ်သူတွေထပ်ခေါ်ခိုင်းလဲဆိုတော့လမ်းပြီးမှရှိတဲ့လူတွေကိုထပ်ခေါ်ခိုင်းပြီးတော့အဲ့ဒီလမ်းပြီးမှရှိတဲ့လူတွေကိုလာပြီးတော့ဝါအောင်စားတယ်ဆိုတာကျွန်တော်သိရတယ်ဆိုတော့ဒီကျွန်တော်ဖယားသခင်ရဲ့နောက်ကပတ်တော်ဟာဒီလိုမျိုးပြောမယ်ဆိုရင်ပိုက်ဆံရှိတဲ့လူတွေကတိတ်ပြီးတော့လက်မခံချင်ကြဘူးပညာရှိတဲ့လူတွေကဒီနောက်ကပတ်တော်ကိုတိတ်ပြီးတော့ဂယုမဆိုင်ဘူးဒါပေမဲ့ဂယုဆိုင်တဲ့ဒီလူအမြင်နဲ့လူအနေနဲ့ဘာမှမဟုတ်တယ်ဘာမှမဟုတ်ဘူးဆိုတဲ့လူတွေကဒီနောက်ကပတ်တော်ကိုစွဲကြိုင်တဲ့ချိန်မှာဒီနောက်ကပတ်တော်ကိုနားထောင်တဲ့ချိန်မှာဒီနောက်ကပတ်တော်အားဖြင့်အသက်ရှင်ရတဲ့အခွင့်ဘုရားသခင်ကပြင်ဆင်ပေးတယ်ဟာလေလုယာဆိုတော့ဖယားဝတ်ပြုတဲ့နေရာမှာကျွန်တော်တို့ခံစားရတဲ့ကောင်းချီးနှစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကိုဒီနောက်ကပတ်တော်အားဖြင့်ဘုရားသခင်ကကောင်းချီးဖြစ်စေတယ်ကျွန်တော်အထဲမှာရှိတဲ့ပူပန်စရာတွေကိုဒီနောက်ကပတ်တော်အားဖြင့်ဖယ်ရှားပြီးတယ်ဆိုတာကျွန်တော်တွေ့ရတယ်ဆိုတော့ကောင်းချီးနှစ်ခုကျွန်တော်ခံစားတယ်နံပါတ်3အနေနဲ့ကောင်းချီး3ခုကဘာလဲဆိုတော့အနာယောဂါကိုငြိမ်းစေမယ်နော်အနာယောဂါကိုလေတေနိအထဲ၌နှုတ်ယူဖယ်ရှားတော်မူမယ်နော်ဘယ်လောက်ထိကောင်းလဲဝက်ပြုတ်ကိုးကွယ်ခြင်းရဲ့အကျိုးကျေးဇူးကဘယ်လောက်ထိကောင်းလဲကျွန်တော်တို့ထဲမှာရှိတဲ့အနာယောဂါကိုဘာဖြစ်လဲနှုတ်ယူဖယ်ရှားတော်မူ၏ထိုင်ရင်းနဲ့ကျမ်းမာမှာဖြစ်တယ်ဟာလေလုယာဒီဗိမာန်တော်ထဲမှာထိုင်ရင်းနဲ့ရင်းနဲ့အနာယောဂါကိုဘုရားသခင်ကနှုတ်ယူပြီးမှာအေးဆေးပဲထိုင်လိုက်နော်အိတ်ချင်လဲအိတ်လိုက်ပြန်နိုးတဲ့ချိန်မှာအနာယောဂါကိုမရှိတော့ဘူးဟာလေလုယာဘုရားသခင်ကျမ်းမာခြင်းအခွင့်ပေးမယ်အာမင်ဒီလောက်ထိဘုရားသခင်ကသားသမီးကိုချစ်တယ်ဒီလောက်ထိသားသမီးကိုချစ်တော်ဘုရားသခင်ဖြစ်ပါတယ်ဟာလေလုယာဘယ်လောက်ထိခံစားရလဲနော်ကောင်းချီးဘယ်လောက်ထိဘုရားကြီးကောင်းမြတ်ခြင်းကိုကျွန်တော်အသက်တာမှာကျွန်တော်ဒီနောက်ကပတ်တော်ကိုစဉ်းစားတဲ့ချိန်မှာဖတ်တဲ့ချိန်မှာအယံခေါ်အားရတာဒီဂျုံခန်းထဲမှာဟာကိုတော့ကျေးဇူးတင်တယ်ဆိုပြီးတော့10မိနစ်လောက်ကျွန်တော်အိပ်ပစ်လိုက်တာအရာအိတ်ချင်တာလေနော်နေ့ခဲမှာဆွင်ကျွန်တော်တယောက်တည်းပဲအယံအဆူငင်တာလည်းမရှိဘူးဆိုတော့ရုံခန်းထဲမှာထိုင်ရင်းနဲ့ဒီလိုဆက်တယ်ပြီးတော့နိုင်ကြည့်တဲ့ချိန်မှာမိနစ်30လောက်သွားပြီငါထဲမှာတော့ကောင်းချီးရှိတယ်ဆိုပြီးဘာဖြစ်လို့လဲဆိုတော့ဝတ်ပြုတ်ကိုးကွယ်ခြင်းရဲ့အကျိုးကျေးဇူးကနော်ဖျားเจ้าထဲမှာထိုင်ရင်းနဲ့ဘုရားသခင်ကအနာယောဂါကိုနှုတ်ယူဖယ်ရှားပြီးမယ်ဆိုတော့သူ့ရဲ့ဂတိတော်ကျွန်တော်ယုံကြည်တယ်လေဟာလေလုယာဒီမှာရှိတဲ့မိတ်ဆွေတွေလည်းအဲ့ဒီဂတိတော်ကိုယုံကြည်တယ်ဆိုရင်ဘုရားသခင်ကအလုပ်လုပ်မှာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာတကယ်ပြောမယ်ဆရာဝန်တွေကအနာယောဂါကိုမငြိမ်းစေဘူးနော်စီးကအနာယောဂါကိုတက်တာစီတယ်မပြောက်ကင်းစေဘူးမပြောက်နိုင်ဘူးစီးတောက်ရင်းနဲ့ဒါပေမဲ့အနာယောဂါကိုငင်တက်တာမဟုတ်ပဲနဲ့အနာယောဂါအားလုံးကိုနှုတ်ယူဖယ်ရှားတော်မူမယ်ဆိုတဲ့ဂတိတော်ကဘုရားသခင်ကကျွန်တော်ကိုပြီးထားပြီးသားဖြစ်ပါတယ်အဲ့ဒါကဘယ်ကနေရမှာလဲဆိုတော့သူ့ကိုကိုးကွယ်တော့သူ့ကိုချီးမွမ်းတော့သူ့ကို
မနစ်ပိုင်းပဲဖြစ်ဖြစ်နေ့လယ်ပိုင်းပဲဖြစ်ဖြစ်ညမှာပဲဖြစ်ဖြစ်ကိုးကွယ်တော့ယုံကြည်သူတွေအတွက်ဖခင်သခင်ကဂတိတော်ဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ဒီတမန်တော်20ထဲမှာကြည့်မယ်ဆိုရင်ပေါလုကသူကဂျေရုဆလင်ကိုပြန်သွားတော့မယ်ဂျေရုဆလင်မှာသွားရင်သူကအဖမ်းခံမယ်အဲ့ဒီဟိုပဲပြန်ရောက်ဖို့မလွယ်တော့ဘူးသူကအဖမ်းခံမယ်မကြခင်သူတည်တော့မယ်ဆိုတာသူကတည်တယ်အဲ့ဒီတည်တဲ့ချိန်မှာအဲ့ဒီမှာရှိတဲ့ယုံကြည်သူတွေနဲ့သူကဒီဖခင်ရဲ့ကောင်းမြတ်ခြင်းကိုသူတို့ဆွေးနွေးကြတယ်ပြီးတော့သူတို့ဝက်ပြုတ်ကိုးကွယ်ခြင်းအရှိအရှင်လုပ်တယ်ညလုံးပေါက်ဝက်ပြုတ်ကိုးကွယ်တဲ့ချိန်မှာသူကလည်းကျွန်တော်တို့လူဖြစ်မယ်နော်ဘာဖြစ်လို့လဲဆိုတော့ပေါလုကညလုံးပေါက်တရားဟောတယ်ဆိုတော့လေကျွန်တော်တို့လူရဆရာခိုင်ပွဲလို့ဆရာထန်းနိုးတို့လူနော်တရားဟောရှိဟောတယ်လို့ဟောရှိပေါ့ပေါလုလည်းဟောရှိဖြစ်ကောင်းဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ညလုံးပေါက်တရားဟောတယ်ဆိုတော့မဟုတ်ဘူးလားအဲ့ဒီတရားဟောတဲ့ချိန်မှာလူငယ်လေးကသူကညလုံးပေါက်ဆိုတော့အဲ့အရန်အိတ်ချင်တယ်ထင်တယ်သူကပဒင်းပေါက်ဘီနာမှာထိုင်တယ်ဆိုပြီးတော့ပြောသေးတယ်ဆိုတော့အိတ်ငိုင်းတခါတည်းသူကလဲပြီးတော့အောက်ကျသွားတာအောက်ကျပြီးတော့အောက်ရောက်တဲ့ချိန်မှာသူကအသက်မရှူတော့ဘူးဟာဒီဟောရှိပေါလုကသူကဟောရှိဖြစ်တော့သူဟောရှိလို့တဲ့ချိန်မှာလူငယ်လေးကအသက်မရှိတော့ဘူးဒါပေမဲ့ပေါလုကသူ့ကိုဆုတောင်းပြီးတဲ့ချိန်မှာအသက်ပြန်ရှင်သွားတယ်ဟာလေလုယာဆိုတော့ချစ်တော်ငယ်ကိုမောင်နှမအများဝတ်ပြုကိုးကွယ်ခြင်းရဲ့ကောင်းချီးကဘယ်လောက်ထိဖခင်သခင်ကကောင်းချီးပေးထားလဲနော်လူငယ်လေးကတခြားနေရာမှာဆိုရင်သူကပြီးပြီလေတကြိုဖို့ဖြစ်တော့မယ်ဒါပေမဲ့ဝတ်ပြုတ်ကိုကိုယ်တဲ့နေရာမှာသူကလဲကြပြီးတော့အသက်မရှိတော့ဘူးဒါပေမဲ့ပေါလုကစုတောင်းပြီးတဲ့ချိန်မှာဖခင်ရဲ့နမိတ်လက္ခဏာဖခင်ရဲ့နမိတ်လက္ခဏာပြုခြင်းကိုဝတ်ပြုတ်ကိုကိုယ်တဲ့အချိန်မှာပင်လျင်ကျွန်တော်ဖခင်ရဲ့နမိတ်လက္ခဏာပြုတော့မြင်ရတယ်ဆိုတာဒီမှာတွေ့ရတယ်ဆိုတော့ဝတ်ပြုတ်ကိုကိုယ်ခြင်းဝတ်ပြုတ်ကိုကိုယ်တဲ့ချိန်မှာဒီမှာထိုင်လက်သားနဲ့ဘာဖြစ်လို့ငါအချိန်ကုန်ခံပြီးဒီမှာထိုင်ရတာလဲမပြောနဲ့ဘာဖြစ်လို့အချိန်ကုန်ခံပြီးမြန်မာ service မှာနေရမှာလဲမပြောနဲ့မနေ့ပိုင်းမှာပဲဖြစ်ဖြစ်ဒီနေ့လေခဲမှာပဲဖြစ်ဖြစ်ညပိုင်းမှာပဲဖြစ်ဖြစ်ဖခင်ရဲ့ဝတ်ပြုကိုးကွယ်ခြင်းအချိန်ဆိုကောင်းချီးဖြစ်တယ်ဆိုတာကျွန်တော်အားပေးချင်တာဖြစ်ပါတယ်နံပါတ်4ကောင်းချီးကဘာလဲဆိုတော့နံပါတ်4ဆိုပြီးတော့ဒါပဲပြန်တယ်နော်နံပါတ်4ကဘာကောင်းချီးလဲဆိုတော့တဲ့ဤပြည်တွင်ကိုဝင်ပြတ်တော်တတ္တဝါနော်ကိုဝင်တဲ့ဤပြည်တွင်ကိုဝင်ပြတ်ချခြင်းနဲ့ကဲလွတ်လိမ့်မယ်ကိုဝင်ပြတ်ချခြင်းတတ္တဝါတို့ဒီမှာတော့ပြောတယ်ဒါပေမဲ့တတ္တဝါတွေပဲမဟုတ်ဘူးယုံကြည်သူတွေအတွက်နော်လူသားတွေသူ့ကိုချစ်တဲ့ဖခင်သခင်ကကျွန်တော်ကိုချစ်တဲ့အတွက်ကြောင့်သူ့ကိုအားကိုးတော့သူ့ကိုချီးမွမ်းတော်သူတွေထဲကနေပြီးတော့ကိုဝင်ပြတ်ချခြင်းကိုဖခင်သခင်ကမရောက်စေချင်ဘူးဆိုတာကျွန်တော်သိရတယ်ဆိုတော့ကိုဝင်ပြတ်ချခြင်းဆိုတာကဘာလဲဆိုတော့မတူးပွားတော့ဘူးပေါ့နော်ကိုဝင်ပြတ်ချရင်ဘာဖြစ်လဲတူးပွားခြင်းမရှိတော့ဘူးလေနော်ဆိုတော့ဖခင်သခင်ကသူ့ကိုဖခင်ကိုကိုးကွယ်တဲ့လူတွေအတွက်တူးပွားခြင်းဆိုတာကလူပဲတူးပွားတာမဟုတ်ဘူးနော်ခံစားရတဲ့ကောင်းကြီးလေတူးပွားစီခြင်းမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့အသက်တာမှာမိသားစုမှာလွတ်တော်အရာများကိုလည်းဘုရားသခင်ကပြင်ဆင်ပြီးတော့တူးပွားတော့အသက်တာတူးသက်တော်အသက်တာတူးပွားတော့မိသားစုတူးသက်တော်မိသားစုဘုရားသခင်ကအဲ့ဒီကောင်းကြီးကိုကျွန်တော်တို့အတွက်ပြင်ဆင်ပြီးတယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ပြီးတော့နံပါတ်5အနေနဲ့ဘာရှိလဲဆိုတော့မြို့တော်တတ္တဝါနဲ့ကင်းလွတ်ပါလိမ့်မယ်နော်တင်ဤပြည်တွင်ကိုဝင်ပြတ်တော်တတ္တဝါမြို့တော်တတ္တဝါနဲ့ကင်းလွတ်လိမ့်မယ်တဲ့ဆိုတော့ဒီမြို့တော်တတ္တဝါဆိုတာကမြို့ဆိုတာကဘာလဲဆိုတော့ကိုဝင်မရှိဘူးနော်တတိမဆောင်ဘူးဆိုတဲ့သဘောပေါက်တယ်ကိုယ်မရနိုင်ဘူးတတိမဆောင်နိုင်ဘူးဆိုတာအဓိပ္ပာယ်ရောက်တယ်စာကုပ်ကသူအင်္ဂါနေပြီးတော့ထွက်ပြေးတဲ့ချိန်မှာသူ့ရဲ့အဖိုးစီမှာတွားတဲ့ချိန်မှာဘုရားသခင်ကသူ့ကိုကောင်းချီးပေးတယ်သူကတူပဲဖြစ်ဖြစ်မွေးစိတ်ပဲဖြစ်ဖြစ်တောထဲမှာတွားပြီးတော့
မွေးတဲ့အချိန်မှာဘုရားသခင်ကသူ့ကိုကောင်းချီးပေးတယ်ဆိုတော့ဝတ်ပြုကိုးကွယ်ခြင်းရဲ့အကျိုးကျေးဇူး၅ခုကပါလဲဆိုတော့မြို့တော်တတဝါဒီတာမရနိုင်တဲ့အခြေအနေထဲကနေပြီးတော့ဘုရားသခင်ကကြီးပွားတူးပွားတော့ယုံကြည်သူဖြစ်ဖို့ရန်ဘုရားသခင်ကပြန်ဆင်ပြီးတယ်ဆိုတော့ကသားသမီးတွေကိုပြီးမယ်နော်ပြီးထားတဲ့သားသမီးတွေကိုလည်းဘုရားသခင်ကကောင်းချီးဖြစ်စေမယ်ဆိုတာအတိတ်ပဲရောက်တယ်ဆိုတော့တကယ်လို့မြတ်နော်အသက်တာမှာတူးပွားခြင်းအသက်တာမရောက်နိုင်ဘူးတူးပွားခြင်းဆိုတာကဝိညာဉ်ရေးရမှာပဲဖြစ်ဖြစ်ဒီလောကအရာကောင်းချီးများပဲဖြစ်ဖြစ်တကယ်လို့မြတ်မတူးပွားနိုင်ဘူးမတူးတက်နိုင်ဘူးဆိုရင်ဘုရားเจ้าမှာလာခဲ့စမ်းကြည့်ပါဘုရားခင်ကနမိတ်လက္ခဏာပြုမှာဖြစ်ပါတယ်ဟာလေလုယာဘုရားခင်ဂတိတော်ဒီကျမ်းစာထဲမှာရှိတယ်ဂတိတော်ဘုရားခင်ကပြီးထားပြီးသားဆိုတော့ဝိညာဉ်ရေးရမှာမတူးပွားခြင်းကဘာလဲဆိုတော့ဘုရားเจ้าမရောက်လို့ဝိညာဉ်ရေးရမှာမတူးပွားတာတကယ်တမ်းပြောမယ်ဆိုရင်ဘုရားเจ้าရောက်ပြီးတော့ဖယားเจ้าပုံမှန်ရောက်ပြီးတော့ဖယားကိုလုံးဝမကြောက်ဘူးဆိုတာကမဖြစ်နိုင်ဘူးเนาะဖယားမကြောက်တာကဘယ်ကနေစလဲဆိုတော့ကျမ်းစာမှာဖတ်ကနေစတယ်ပြီးတော့ဖယားเจ้าမရောက်တဲ့အချိန်ကနေပြီးတော့စတာဖယားကိုမကြောက်ဘူးဖယားကိုမချစ်နိုင်ဘူးဆိုတာကဖယားเจ้าမရောက်နိုင်လို့ကျမ်းစာမဖတ်လို့အဲ့ဒီကနေပြီးတော့စားပြီးတော့ဖယားနဲ့ဝီးကွာတယ်ဆိုတော့ဝတ်ပြုကိုးကွယ်ခြင်းအကျိုးကျေးဇူး၅ခုကဘုရားသခင်ကတူးပွားခြင်းအသက်တာဖြစ်စီမယ်ဆိုတာကျွန်တော်တို့သိရတယ်ပြီးတော့နံပါတ်6အနေနဲ့ဘာရှိလဲဆိုတော့တင်ဤအသက်တန်ကိုငါစုံလင်စီမယ်တင်ဤအသက်တန်ကိုငါစုံလင်စီမယ်နော်ဆိုတာကအသက်ရှင်ခြင်းကောင်းကြီးပေါ့နော်ဒီမှာရှိတဲ့ကျွန်တော်တို့ပြချံတို့ဒီမှာပမောင်တို့နုမောင်တို့ချိမယ်ဆိုရင်ဘယ်လောက်ကောင်းကြီးခံစားလဲနော်သူတို့လည်းဖရာရဲ့ချင်းချဲမှာကျွန်တော်တို့မွေးလျော်တယ်ကျွန်တော်တို့အတွက်သူတို့ကိုစာနမူနာဖြစ်တယ်နော်ဆိုတော့ဒီမှာဖရာကိုဝတ်ပြုတော်သူတွေဖရာကိုကိုးကွယ်တော်သူတွေအတွက်ဖရာသခင်ပြန်ဆင်ပေးထားတဲ့ကောင်းကြီးခုနှစ်ခုကပါလဲဆိုတော့သက်တမ်းကိုစုံလင်စီမယ်အသက်ရှင်စီမယ်နော်အသက်ရှင်တော့ကောင်းချီးရရှိမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဒီခုတခါဆရာထောင်တို့လည်းအဲ့ဒီပုံဥပမာကိုတခါပြောဘူးတယ်ဒီနေ့လည်းကျွန်တော်ထပ်ပြောချင်တယ်အဲ့ဒါကဘာလဲဆိုတော့သူဟိုတီမင်းပေါ့နော်တီမင်းသူကပြောဘူးတယ်မလားမမိသေးလားမသိဘူးတီမင်းကသူရရားကြည့်တဲ့ချိန်မှာလေအဲ့ဒီရရားကဘာရှိလဲဆိုတော့တီမင်းကသူ့ရဲ့ရရားထဲမှာမိန်းမတစ်ယောက်ကိုတွေ့တယ်တဲ့အဲ့ဒီမိန်းမဟာသူ့ကိုအားကိုးတော့မိန်းမတစ်ယောက်ဖြစ်တယ်တဲ့အင်းပစလဲရွှာတယ်ပေါ့နော်အလုပ်လဲကြိုးစားတယ်သူကိုအားကိုးတော့မိန်းမတစ်ယောက်ရှိတယ်တဲ့အဲ့ဒီတီမင်းကအဲ့ဒီမိန်းမလေးရောက်တဲ့ချိန်မှာသူကတီမင်းကတကားခောက်တယ်တဲ့အဲ့ဒီတကားခောက်တဲ့ချိန်မှာအဲ့ဒီမိန်းမကလည်းပြူပြူလေးနဲ့တီမင်းကိုအင်ဝင်ခွင့်ပြီးတယ်တဲ့အဲ့ဒီအင်ဝင်ခွင့်ဟာတီမင်းပါလားဆိုပြီးတော့အိမ်မကြွလာပါရှင်နော်ကြွလာပါရှင်ဒီမှာထိုင်ပါဆိုပြီးတော့တီမင်းကိုကောင်းဧည့်ခံနေတဲ့အဲ့ဒီမိန်းမကတီမင်းကိုကောင်းဧည့်ခံတဲ့ချိန်မှာဟာတီမင်းကစိတ်ထဲမှာဟာဒီအမျိုးသမီးကြီးတော့ကျွန်တော်ကိုကောင်းဧည့်ခံတယ်ထူးဆန်းပါလားနော်ငါအရင်နှုံးသွားတဲ့အိမ်ကကျွန်တော်ကိုလုံးဝလက်မခံဘူးကျွန်တော်ကိုတကားမဖွင့်ချင်ဘူးဒီအမျိုးသမီးကြတော့မှကျွန်တော်ကိုတကားဖွင့်နေကောင်းဧည့်ခံတယ်ထိုင်ခုံလဲပြီးတယ်ဘယ်လိုဖြစ်တာလဲပေါ့နော်အဲ့ဒါနဲ့အဲ့ဒီအမျိုးသမီးကဟာတီမင်းဒီမှာခဏလေးထိုင်ပါဦးငါတီမင်းတောက်ဖို့ရန်ကော်ဖီလေးဘာလေးဖြောက်ပြီးမယ်ဆိုပြီးတော့ကော်ဖီလေးဘာလေးဖြောက်ပြီးတယ်တဲ့အဲ့ဒီကော်ဖီလေးဘာလေးဖြောက်ပြီးတဲ့အချိန်မှာတီမင်းကလည်းစဉ်းစားတယ်ဟာ
ဒီအမျိုးသမီးကြည့်တော့ဒီနေ့သူတည်ရမယ့်နေ့ဖြစ်ပြီးမဲ့ငါတော့တခုခုလုံးမှဖြစ်မယ်ဆိုပြီးတော့သူ့စိတ်ထဲမှာစဉ်းစားတယ်တဲ့အဲ့ဒီစဉ်းစားတဲ့အချိန်မှာတီမင်းကလည်းထိုင်ရင်းနဲ့အဲ့ဒီစဉ်းစားအမျိုးသမီးကြီးကတီမင်းအတွဲဆိုပြီးတော့လက်ဖိတ်နဲ့မုတ်ကိုယူလာပြီးတော့တီမင်းစီမထုတ်စပွဲကုံပေါ်မှာထားပြီးတော့ဟာတီမင်းတောက်ပြီးပါတောက်ပါအောင်ဒီမုတ်နဲ့လက်ဖိတ်ကိုစားပြီးမှလှုပ်စရာလေးတွေကိုလှုပ်ပါကျွန်မစီမှာပြောစရာရှိရင်လဲပြောပါဆိုပြီးတော့တီမင်းကိုမုံနဲ့လက်ဖိတ်နဲ့အဲ့ခါနေတဲ့တီမင်းကလည်းအေးစိထိုင်ပြီးတော့အဲ့ဒီမုံနဲ့လက်ဖိတ်ကိုစားတောက်ရင်နဲ့ပြီးတော့သူအမျိုးသမီးကြီးကတီမင်းတောက်မဲ့လက်ဖိတ်ထဲမှာသူကအစိတ်နော်အစိတ်ဒီအိမ်ငိုက်ဖို့အစိတ်ခတ်တယ်တဲ့အဲ့ဒီအစိတ်ထဲတဲ့ချိန်မှာတီမင်းကတောက်ရင်နဲ့အေးစိပြောင်းရင်နဲ့ဖြည်းလေးနဲ့သူကအိပ်ပျော်သွားတယ်တဲ့အိပ်ပျော်သွားတဲ့အချိန်မှာအမျိုးသမီးကြီးကဟာဒီတီမင်းတော့ဒီနေ့တော့ကျွန်မအလဲဆိုတော့စူးပြီးတော့သူ့ရဲ့နာမည်ကိုဘာဖြစ်လဲဆိုဖြတ်ပြီးတော့ဒီနောက်ဆုံးမှာထားတယ်တဲ့တီဖို့ရန်စရင်ရှိတဲ့နောက်ဆုံးမှာသူ့နာမည်ရေးထားတယ်တဲ့သူ့ရဲ့နာမည်ဖြတ်ရှိမှာဒီနေ့သူတီရမယ့်နေ့ဆိုပြီးမဲ့သူ့ရဲ့နာမည်ကိုလုံးဝဖြတ်ပစ်ပြီးတော့အောက်ဆုံးမှာရေးတယ်တဲ့ခဏနေမှာအဲ့ဒီတီမင်းကပြန်နိုးပြီးတော့ငါဘာဖြစ်တာလဲဆိုပြီးတော့ဒီလိုဖြစ်တယ်တဲ့အဲ့ဒီပြန်နိုးတဲ့ချိန်မှာဟာဘာပဲဖြစ်ကျွန်တော်ကတခြားနေရာမှာသွားတဲ့ချိန်မှာဘယ်သူကကျွန်တော်ကိုမကြိုဆိုဘူးစကားလည်းမပြောဘူးတကားလည်းမဖွင့်ချင်ဘူးဒါပေမဲ့ဒီနေ့တော့ခင်ဗျားကကျွန်တော်ကိုတကားဖွင့်တယ်ကောင်းကျွန်တော်နဲ့စကားပြောတယ်ကျွန်တော်ကိုအဲ့ခံတယ်ပြီးတော့ကျွန်တော်အတွက်မုံနဲ့လက်ဖက်ရည်ကိုပြင်ဆင်ပြီးကျွန်တော်ကိုကျွေးတဲ့အတွက်ကြောင့်ကျွန်တော်အယံကြည်စိုးတယ်ဆိုတော့ဘာပဲဖြစ်ဒီနေ့တော့ခင်ဗျားတည်တဲ့နေ့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တခုလုံးမှဖြစ်မယ်နင်တီဖို့ရန်ဒီနေ့အချိန်ဖြစ်ပြီမဲ့နင်အစာဒီအောက်ဆုံးမှာရှိတဲ့လူတွေကိုကျွန်တော်အစားထိုးပြီးမယ်ဆိုပြီးတော့အဲ့ဒီအမျိုးသမီးကြီးကသူဟာသူပြင်ဆင်တဲ့ချိန်မှာတီသူပုံမှန်နေတဲ့နေရာမှာနေတယ်ဆိုရင် तू ကမတီးရဘူးဒါပေမဲ့အောက်ဆုံးမှာသူ့နာမည်သူ့ဟာသူရေးလိုက်တော့ तू ကတီးဖို့ဖြစ်တယ်အဲ့လိုပဲဒီနေ့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ဟာငါအသက်ရှင်ဖို့ရငါကြိုးစားမှဖြစ်မယ်နော်ငါအသက်ဆက်ရှင်နိုင်ဖို့ရငါကြိုးစားမှဖြစ်မယ်ဆိုတဲ့ကိုအားကိုးတာကအလကားဖြစ်တယ်ဟာလေလုယာအဲ့ဒီအမျိုးသမီးကဟာဘာပဲဖြစ်တီမင်းရဲ့လက်ထဲမှာရှိတယ်ဆိုတော့သူ့အလိုဖြစ်ပါစေဆိုရင်သူကအပေါ်ဆုံးမှာရှိတဲ့နာမည်ဖြစ်ပြီးမဲ့တီမင်းကအောက်ဆုံးမှာရှိတဲ့နာမည်ကိုတီးဖို့ရသူကလှုပ်လိုက်တော့သူဖြစ်သွားတယ်ရှစ်တော်ကြီးကိုမောင်နှမများဒီဖယားကိုဝတ်ပြုတ်ကိုးကွယ်ခြင်းဆိုတာကအလကားမဟုတ်ပါဘူးကျွန်တော်မသိတဲ့ချိန်မှာလူရဲ့စိတ်နဲ့မမီနိုင်တဲ့အရာအားလုံးအတွက်ဘုရားသခင်ကပြင်ဆင်ပေးထားဖြစ်ပါတယ်ဟာလေလုယာဟာငါသမီးကငါသားကကျွန်တော်ကိုကိုးကွယ်တဲ့အတွက်ကြောင့်အဲ့ဒီကိုးကွယ်တန်ကိုကျွန်တော်ကြားခြင်းနဲ့အဲ့ဒီကိုးကွယ်တန်ဟာကျွန်တော်နားထဲမှာအယမ်းချူတယ်ဆိုပြီးတော့ဘုရားသခင်ကသူ့သားသမီးတွေကိုဗာလေသက်ရှင်တော့နော်တက်တန်စီတော့စုံလင်စီမဲဆိုတာကဘုရားသခင်ကကျွန်တော်ကိုအသက်ရှင်ခြင်းကောင်းခြင်းမင်္ဂလာပြီးမှဖြစ်ပါတယ်ဆိုတာကကောနှစ်ပေါင်းမြောက်များစွာဘုရားကိုကွယ်နိုင်တော့ချီးမွမ်းနိုင်တော့ယုံကြည်သူများဖြစ်ဖို့ရန်ဘုရားသခင်ကပြင်ဆင်ပေးထားတာဖြစ်ပါတယ်ဟာလေလုယာဆိုတော့နံပါတ်9အနေနဲ့ဘာလဲဆိုတော့ခုနကျွန်တော်ဖတ်သွားတဲ့အပိုင်းငယ်20ခွန်မှာဘာရှိလဲဆိုတော့ငါကိုကြောက်တတ်တော်တဘောကိုတင်းရှိတော့ငါစီလို့၍တင်ရောက်လီရာအရ၌ခတ်တင်တော်လူမျိုးကိုငါဖျက်ဆီးရန်သူအပေါင်းတို့ကိုနောက်တော့လက်စီမယ်တဲ့နော်ခုနကျွန်တော်ပြောသလိုပေါ့ဖျားเจ้าထဲမှာဖျားကိုကိုးကွယ်ပြီးတော့ဖျားကိုမကြောက်ဘူးဆိုတာကမဖြစ်နိုင်ပါဘူးတခါတည်းနဲ့တော့မပြောင်းလဲပါဘူးနော်ဒါပေမဲ့အပတ်တိုင်းဖျားကိုကူးကွယ်ဖို့လာတဲ့လူတွေနဲ့အပြင်မှာရှိတဲ့လူတွေကတခြားစီဖြစ်တယ်ဆိုတော့
ဖယားခင်ကြောက်တတ်သောစိတ်ပြီးတော့ယန်သူတွေကိုဖြေရှားပြီးမှဖြစ်ပါတယ်ဆိုတော့ယန်သူကမတူပါဘူးတချို့ဒီအတွက်ကျမ်းမာချင်းနော်ကျမ်းမာချင်းထဲမှာကျတော့ဒီယန်သူရှိကောင်းရှိလိမ့်မယ်ပြီးတော့ငွေရှိကြီးထဲမှာခက်ခဲချင်းယန်သူရှိကောင်းရှိလိမ့်မယ်အကြောင်းအမျိုးမျိုးကိုခံစားပြီးတော့ဒုက္ခခံတဲ့သူရှိကောင်းရှိလိမ့်မယ်ကိုယန်သူကမတူဘူးဒါပေမဲ့အဲ့ဒီယန်သူအားလုံးဟာဘုရားခင်ကပါလေဖေရှားပြီးမှဖြစ်ပါတယ်ဟာလေလုယာချစ်တော်ငယ်ကိုမောင်နှမများခုချိန်မှာဖယားဝတ်ပြုကိုကိုရှိရဲ့အကျိုးကျေးဇူးကဘယ်လောက်ထိကျွန်တော်တို့အတွက်ကောင်းချီးဖြစ်စေတာလဲနော်ရှာထံတော့တရားဟောမှဆရာခိုင်ဘောရတရားဟောမှရှာထံနေဝတရားဟောမှဖယားကြောင့်တက်မယ်မဟုတ်ဘဲနဲ့gospel လာမှဖယားကြောင့်တက်မယ်မြန်မာ service ဖယားတက်မယ်မဟုတ်ဘဲနဲ့တန်ရှင်တော်ဝိညာဉ်တော်ယေရှုခရစ်တော်အသက်ရှင်တော်ဖယားကိုကူးကွယ်မယ်ဆိုတဲ့စိတ်နဲ့ကူးကွယ်တော့ယုံကြည်သူတွေအတွက်ဖယားခင်ကောင်းချီးပေးထားတော့အရာကခုနှစ်ခုဒီနေ့ကျွန်တော်တို့ဝေငှတာဖြစ်ပါတယ်ဟာလေလုယာဆိုတော့ခုနကျွန်တော်ပြောသလိုပေါ့ဖယားကြောင့်ထဲမှာထိုင်တဲ့အရာကဖယားကိုကူးကွယ်ခြင်းထဲမှာပါဝင်တဲ့အရာကကျွန်တော်တို့အတွက်ကောင်းချီးဖြစ်စေတယ်ဆိုတာဒီနေ့ကျွန်တော်တို့ဝေငှတာဖြစ်ပါတယ်အရောက်စေတဲ့အတွက်ဖယားခင်ကောင်းချီးပေးပါစေအာမင်ကပတ်တော်ကိုဝင်ငါပြီးတဲ့ဇာထံတော်ကိုကျေးဇူးတင်ပါတယ်ဖျားရှင်ဆက်လို့ရကောင်းချီးပေးပါစေအားလုံးခွန်အားရကြလားကျမတို့ဖျားရှိခိုးခြင်းဖျားဝတ်ပြုခြင်းလာရတဲ့အကျိုးကျေးဇူးကိုဟောပြောတော်တဲ့ဆရာကိုကျေးဇူးတင်ပါတယ်ကျမတို့ခုချိန်မှာဖျားပေးထားတဲ့ကောင်းချီးများကိုအလုံးငွေစက္ကမဲ့ချိန်ဖြစ်ပါတယ်လို့ဆန်နဲ့မယ်ရီနဲ့ကောက်ခံပေးပါကျမပဲဆုတောင်းစက္ကပေးပါမယ်ဟာလေလုယာမြတ်တော်ရှင်ဖာကိုရောကိုကျေးဇူးတင်ပါတယ်ဒါသမီးတို့ကိုတနေ့ပေးတဲ့မိနစ်ကျမချင်းကိုပေး၍လုပ်ငန်းကံများကိုလွယ်လို့ဆောင်ရတော့ခွင့်ကိုပေးတော့အကြောင်းကိုရောကိုကျေးဇူးတင်ပါတယ်ကိုရောပေးထားတော့ကောင်းချီးများကိုထဲမှာကိုရောနိုင်ငံတော်အတွက်ပါဝင်ဖို့အတွက်ကျမတို့စကအနံပါးပါဝင်ခြင်းအဖြစ်မိသားစုပေါ်မှာကောင်းချီးမင်္ဂလာဖြစ်စေတော်မူပါဤလူငွေများကိုအသုံးပြုတဲ့နေရာမှာလည်းကိုရောဒါ၍ကိုရောနိုင်ငံတော်ကျေပြန့်ဖို့လုံငါဖြစ်စီတော်မူပါကျေးဇူးတော်ကိုချီးမွမ်းလက်ဤလုံငွေများကိုစကအနံပါပါဖျားရှင်အခုချိန်မှာတခြင်းဆိုဖို့အတွက်ဘယ်သူမှမအားတဲ့အတွက်ကြောင့်ပေါ့နော်အားလုံးလွတ်လွတ်လပ်လပ်နဲ့ပါဝင်ရမယ့်ချိန်ဖြစ်ပါတယ်ဂုဏ်တော်ချီးမွမ်းခြင်းအပြင်တော်၎င်းတတိခံခြင်းအပြင်တော်၎င်းပါဝင်ဖို့အတွက်အားလုံးဖိတ်ခေါ်ပါတယ်လို့Hello. Hallelujah. Biak tupan min thana asang don tang ton tung ta hen. Kal khat kit kal khathon ke ma ma ton tu ni na jong tupa min phat the na hi ti bang na tupa phat na biak biak na chunga nuam on sa sak biak tupa tunga thakina lungdam ko wang tupan min thana tang ton tung ta hen. Ke bang diak diak bel
ฮิปุลปิตุงอากาตดิ้งนางอนเล็ดรวมเลี้ยงเอามาตัวอย่างนะโตปะพัดนามานวมช่างเอาก็อีเจียงเอานี่ปีกาดิ้งมังหากละเต้นมาอีบางอาปัสยันตาเตมีเสียงโทเตอีกิมุขบดิ้งปัสยันนิพัดคอมดิ้งมาหากละเงางามาอัดตัวบางอาอูดนาเลหลบนามันตัวองวันอีเบียกโตปะตัวถ้ากินลุงดำก็วิ่งโตปันมินทนาตั้งต้นตุงตาเฮนหำพากิสายบางทีดีงะโตปะหอยลมไม่เจียงนะชีนาดิ้งมุนทุมบางปนาสิฮิเลียดิ้งมาโตปันหนนเขียตัวนี้นันโนเตโตปะปัดคอมเทดามาตัวฮิบังอากำเปาเทดาวักเทเจเทดาหนมสักอีเบียกโตปะเบลเกจาดิ้งนะหอยลัวหอยสังเอางะบินะมาตัวนี้จิงสังบังลาของสักเจนะลาจงสัตเทเลยบินะโตปะผัดตาไก่นามเบียกตาไก่นาเบลตาไก่นามัวหน่วยหินะเกจาดิ้งมาแม่นโตปะเยซูนั้นถวกสังนามสิงลามเตตุงอาหักสันนายิมนาตอลนาถวกาสิสนองบกเขียตัวอามาองบวกเขียสิสนางินะตัวนี้จังดงงินะดำนางอาหิบังงินะโตปะผัดนาปะตอยนาสวงเกลเทจามีเสียงโทเตมาดะลุงดำกะกุถินาโตปะหางเบกเขียโตปะเยซูเกถวกติงเต็นถวกสักองบวกเขียอาสิสันดวงเขียของกังไงสุดเจนะลาจงสัตเทเลยนะเกยวักกะคิตุยหลวงตัวนี้จิงสังบังมอโตปะหอยล้มไอ้ตัวนี้ปีกาลขัดขิดกาลขัดอีเบียกเปียกนาโตไปผันไหนปะตอยนาตัวน่วมสะเสมมิงว่าสิติมเตจงโตปันทุพังเปียกสักเสมตาเฮนองจัดสักตนตุงตาเฮนตูอินโตปะผัดนาขัดอิสะคอมเดียมมันตนาวเตโตปาตุตุนข้อมแรงนวมบวยนากินไว้เสียถามเมื่อแต่อาทิรวมเกว่าครั้งละลุยปีไปวงดึงเบาสานี้ไงโตปาผัดนี้ไงตัวไปผัดเถเลียมมาหำพังมันต้องอีบังตัวปานันสางอากินาโลเป็นเกยนังอนตัวปานงยินมาแต่ลาจงจงอำลาเชียงโทจงจงอำมออากินาโลแต่เป็นจงตัวปานงยินเฮ้ยอีโตจง
ကျွန်တော်လည်းဒီဘွဲရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့ဖျားခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းချင်ပါတယ်လို့ဂုဏ်တော်ချီးမွမ်းလို့တက်ခံချင်ပါတယ်လို့ကျွန်တော်တို့ဒီမှာကျွန်တော်ဒီပြီးခဲ့တဲ့တင်းလာနေ့ကဘွဲယူတာပေါ့နော်နှစ်ဗာလဲ college နှစ်ပြီးလို့ဆိုရင်မှဘွဲယူတဲ့အရာမှာလည်းကျွန်တော်ဒီပြီးခဲ့တဲ့နှစ်မှာလည်းပေါ့နော်ပုံဒီကျောင်းနဲ့ပတ်သက်ပြီးတော့ဒီဗာလဲကျောင်းတူရှင်နဲ့ပတ်သက်ပြီးတော့ဒီပုံမှာတခါနှစ်ခါတော့တက်သေးလာခံဘူးတယ်ပေါ့နော်ဒါပေမဲ့အခုဒီဗာလဲဒီ associate degree နဲ့ပြီးသွားတဲ့ချိန်မှာလည်းကျွန်တော်ပြန်ပြီးတော့ဖခင်ရဲ့ကောင်းမြတ်ကြောင်းကိုပြန်ပြီးတော့ချီးမွမ်းတက်သေးခံချင်ပါတယ်ဘာဖြစ်လဲဆိုတော့နော်ကျွန်တော်ဒီနှစ်တက်တဲ့အချိန်ကလည်းတကယ်ပါနော်ဗာလဲဖခင်ရဲ့ဂျေဇုတော်ကြောင့်ပဲဆိုတာကိုညင်းလို့မရဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့အချိန်ဗာလဲ semester တိုင်းမှာမဖြစ်နိုင်ဘူးဆိုရင်မှထင်ရပါမယ်ပေါ့နော်ခဏခဏဖခင်ကရောက်လာပြီးတော့ပေါ့နော်လမ်းဖွင့်ပေးသွားခဲ့တာပေါ့နော်ကျွန်တော်တို့ပထမတစ်ခါကျွန်တော်တို့ဒီ tuition နဲ့ဗာလဲပတ်သက်ပြီးတော့ဗာလဲ government အနေမှာcover တဲ့ဟာနဲ့ cover နိုင်တယ်ပေါ့နော်ဒုတိယတစ်ခါကျတော့government အနေမှာ fast ကျွန်တော်ရဲ့ဝင်ငွေကြောင်းဆိုရင်မှဖျက်လိုက်တာပေါ့နော်ဖျက်လိုက်တဲ့ခါကျတော့အလုပ်ကနေမှပံ့ပိုးပြန်ပြီးတော့ပြန်ပံ့ပိုးပေးပေါ့နော်နောက်တစ်ခါကျတော့လဲအလုပ်ကနေလည်းခဏခဏတောင်းဖို့ကမလွယ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ department ရဲ့ budget ထဲကနေထွက်တာဆိုတော့အားကြောင့်အလုပ်ကနေလည်းခက်တဲ့ခါကျတော့နောက်ထပ်နှစ်ကျတော့လဲဗာလဲဒီဗာလဲတလားကို9ပတ်ရှိတဲ့အပတ်တွေပေါ့နော်အဲ့ဒီပတ်တွေထဲမှာကျွန်တော်တပတ်စာလောက်ပတ်စံပူရပါပေါ့နော်အဲ့ဥစ္စာတွေစုပြီးတော့ပြန်ပြီးပေးလို့ရတာပေါ့နော်အဲ့ခါကျတော့နောက်တစ်ခါကျတော့လဲအလုပ်ကနေဗာလဲကျောင်းကနေ scholarship နဲ့ရလိုက်နောက်ခါကျရင်ဒီလိုပဲပေါ့နော်ကျွန်တော်ဗာလဲ semester တိုင်းမှာပေါ့နော်အားလုံးကိုတွက်ချက်ပြီးတော့ ready မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဖခင်ကတတ်နိုင်တယ်ဆိုတာကိုပဲယုံကြည်ခဲ့ပြီးတော့ဗာလဲတွားခဲ့တာပေါ့နော်အဲ့ချိန်မှာလဲဖခင်ကလည်းဘလောက်ပဲမဖြစ်နိုင်ဘူးလို့မြင်ဒီပါလဲမဖြစ်နိုင်ဘူးလို့ထင်ရပါစေပေါ့နော်ဖခင်ကအချိန်မီခဏခဏပံ့ပိုးပေးခဲ့ရပါတော့ဒီ semester နောက်ဆုံးဒီ semester မှာလဲကျွန်တော်ဗာလဲအလုပ်ကနေမှပြန်ပြီးပံ့ပိုးခဲ့တယ်ပေါ့နော်အခန်းကတော့4ခန်းမယူ3ခန်းမယူ3ခန်းနဲ့ပဲပြီးသွားခဲ့ပေမဲ့လဲအလုပ်ကနေမှနောက်ဆုံး semester ဆိုရင်မှအားလုံးပြန်ပြီးတော့တရားမှတရားပြန်ပေးခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဖခင်ရဲ့ကောင်းမြတ်ကြောင်းကိုပြန်ပြီးတက်သေးခံချင်ပါတယ်လို့ဒီလာမယ့်နှစ်တွေမှာလည်းကြောင်းပြန်ပြီးတက်ဖို့အစီအစဉ်ရှိတယ်ပေါ့နော်ဒါပေမဲ့လည်းဖခင်ရဲ့အလိုတော်ရှိခဲ့ရင်ပေါ့နော်ဒီဥစ္စာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးဆိုရင်မှကျွန်တော်ပြန်သွားမှာမို့လို့ဆူတောင်းတဲ့နေရာမှာလည်းပါဝင်ပေးကြပါလို့ကျေးဇူးတင်နေကုံတော်ချီးမွမ်းခြင်းအပြင်တလည်းကောင်းတည်ခံခြင်းအပြင်တလည်းကောင်းပါဝင်တဲ့ဒါသမီးရောက်စီဆိုင်ပေါ်မှာဖျာရှင်ကောင်းကြည့်ပေးပါစေအသက်တာမှာဖျာရှင်အကောင်းမြတ်ခြင်းကိုတည်ခံနိုင်ရောက်ဒီထက်မကတည်ခံနိုင်တော့သူဖြစ်ပါစေလို့ကျမတို့ခုချိန်မှာအထူးဆုတောင်းမဲ့ချိန်ဖြစ်ပါတယ်ကျမတို့ဂျုံပြောထားဘူးပေါ့နော်ဆုတောင်းပေးဖို့အတွက်ဆက်ခိုင်ပွဲကိုမေတ္တာရခံချင်ပါတယ်ခုချိန်မှာဆုတောင်းတင်ပြခြင်းနဲ့လူရှိတဲ့ဆိုရင်ဆုတောင်းတင်ပြမယ့်အချိန်ဖြစ်ပါတယ်
ရှိဦးမလားကျွန်တော်တို့အတင်းတော်တော်လဲဆူတောင်းရအောင်နော်ဒီလနောက်ဆုံးပတ်ကြရင်လူငယ်များယူကမ်တော်မှာဖြစ်တဲ့ဒေါက်တာမုံနဲ့သူတို့သွားကြမှာဖြစ်တဲ့ဖျားရှင်အတူပါရှိပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြခြင်းနဲ့ဖွင့်ပြခြင်းကိုခံယူပြီးတော့သခင်ယေရှုကိုမိမိရဲ့ကယ်တင်ပိုင်ရှင်နဲ့လက်မခံသေးတော့သူမြတ်လက်ခံနိုင်ဖို့ရန်အတွက်ကျွန်တော်တို့ဆူတောင်းပေးရအောင်နောက်လာကြရင်ကျွန်တော်တို့အတင်းတော်မှာဇိုလိုက်ဆာမစကူလည်းဖွင့်မှာဖြစ်တယ်ရောက်စီတိုင်းပါဝင်နိုင်ဖို့ရန်အတွက်လည်းဆူတောင်းပေးကြရအောင်ဒါပြီးတော့ကျွန်တော်တို့နောက်လာတတိယပတ်ကြရင်ဖခင်များနေ့မှာလည်း one day seminar ရှိတယ်ဆရာပီတာမောင်ဘူကိုဖိတ်ထားတာဖြစ်တယ်သူနဲ့သူမိသားစုလုံးအားလုံးလာဖို့စီစဉ်ထားတာဖြစ်တယ်ကျမ်းမာစွာဖြင့်ဘုရားရှင်ကပို့ဆောင်ဖို့ရန်အတွက်ဆုတောင်းပေးကြရအောင် Sharon Camp အတွက်လည်းဆုတောင်းရအောင်ဆရာမော်ကိုတုံပြပြီးတော့အရောက်စီတိုင်းအတွက်မင်္ဂလာဖြစ်ဖို့နိုဝင်ဘာလ Thanksgiving ကြရင်အတင်းတော်မှာကျွန်တော်တို့နှုတ်ထားမှုအစီအစဉ်ရှိတယ် UK ကနေဒေါက်တာခွာလို့ကျွန်တော်တို့ဖိတ်ထားတာဖြစ်တယ်ကျမ်းမာစွာဖြင့်ဘုရားရှင်ပို့ဆောင်ပေးပြီးတော့အတင်းတော်အတွက်ကောင်းချီးမင်္ဂလာဖြစ်ဖို့ရန်အတွက်ဆုတောင်းကြရအောင်ကျွန်တော်တို့အတင်းတော်မှာ Sunday School အတွက် new building တည်ဆောက်ဖို့အတွက် Kentucky State ပေါ်မှာအစိုးရပေါ်မှာကျွန်တော်တို့ permit ရှောက်ထားတာဖြစ်တယ်အခုထိမကြသေးဘူးနော်အဒီပါမြတ်အများဆုံးကြားနိုင်ဖို့ရန်အတွက်ဘုရားရှင်ကအစိုးရတွေပေါ်မှာသူတို့ရဲ့စင်လုံးတကားများကိုဖွင့်ပေးလေအတင်းတော်အတွက်ကောင်းချီးမင်္ဂလာဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ဆုတောင်းကြရအောင်ယုံကြည်ခြင်းမျိုးစေ့ပြေးပေးတဲ့အရာများပေါ်မှာလည်းကျွန်တော်ပေးတဲ့ငွေပမာဏနဲ့ညီဘုရားရှင်ကောင်းချီးများကိုခံစားပြီးတော့ပေးနိုင်ဖို့ရန်အတွက်လည်းကျွန်တော်တို့ဆုတောင်းရအောင်အတင်းတော်မှာမူတော်ဆောင်များတင်ထားလူကြီးများအမျိုးသမီးကန္တာလူငယ်ကန္တာချီမကိုကိုချင်းဦးဆောင်သောကန္တာSunday School ကနာမစာရေး Digest ကနာမစာရေး Media မှာစာရောက်စီတိုင်းအတွက်ကောင်းကြီးဖြစ်ဖို့ရန်အတွက်ကျွန်တော်ဆုတောင်းပေးကြရအောင်အမိမြန်မာနိုင်ငံအတွက်ဆုတောင်းကြရအောင်ဘုရားရှင်ကကျွန်တော်တို့အတွက်အုပ်ချုပ်ဖို့ရန်အတွက်တမန်တော်ကိုအကောင်းဆုံးပြင်ဆင်ပေးပြီးသွားပြီသူတို့ရဲ့အားဖြင့်မြန်မာနိုင်ငံတော်ကောင်းကြီးခံစားဖို့ရန်အတွက်ကျွန်တော်တို့ချင်းတောင်မှာအထူးသဖြင့်ဒီတိတ်မှာအခုချိန်မှာစစ်ဘေးရှောင်ရတဲ့အခြေအနေရှိနေတယ်ဘုရားရှင်ကသူတို့နဲ့အတူပါရှိပေးဖို့ရန်အတွက်ဆုတောင်းကြရအောင်အသင်းတော်မှာနံပါတ်ချန်တော်သူများကိုတည်းရပြီးတော့ကျွန်တော်တို့ဆုတောင်းကြရအောင်အားလုံးမတည့်ရပြီးတော့ဆုတောင်းရအောင်နော်ကျွန်တော်တို့ဘုရားရှင်တတ်နိုင်ကြံကိုဝန်ခံပြီးတော့ကျွန်တော်တို့အားလုံးဆုတောင်းကြရအောင်သာသမီရောက်စီတိုင်းကိုချစ်တော်မူတော့ဖဖျားကိုတော်ပြင်ဆင်ပေးတော့မြန်မာပိုင်းအစီအစဉ်အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါ၏ဒီနေ့လာရောက်လက်ကိုရရှင်မြတ်မတော်ကိုရှာလက်ကိုရရှင်ရဲ့တရားတော်ထဲမှာပျော်မွေးလက်ရောက်ရှိတော့သူများတမန်ကပဲမလာမရောက်နိုင်သေးတော့သူများပေါ်မှာလဲသူတို့ရှိတဲ့နေရာတိုင်းမှာကိုရှင်ပါဖျားအတူပါရှိလက်သူတို့ရဲ့မချမ်းမာခြင်းသူတို့ရဲ့ခက်ခဲမှုသူတို့ရဲ့ပြဿနာများပေါ်မှာအောင်မြင်လက်ကိုရှင်ပါဖျားရဲ့ဗိမာန်တော်ကိုလာရောက်လက်ကိုရရှင်နဲ့အတူပျော်မွေးလက်ကိုရရှင်ထဲမှာရင်ကျက်တော့အသက်တာနဲ့ကိုရှင်အသက်ရှင်နိုင်တော့ယုံကြည်သူများဖြစ်စေတော်မူပါဒီနေ့ရောက်ရှိလာတော့သူများထဲမှာဆုတောင်းခံချက်တင်ပြတော်တဲ့အတိုင်းပဲနိုချီနိုရဲ့မိခင်ကြီးတွေလည်းတတိယဆူတောင်းပေးပါ၏မိခင်ကြီးပေါ်မှာကိုရှင်ပါပြည့်ရင်သားပေါ်မှာကိုရှင်တကိုကြီးတို့လည်းယုံတော့ကိုစံတန်းလက်ခံစားနေရတဲ့ဝေဒနာများကိုကိုရှင်ပါပြပေးပြောင်းလက်သခင်ယေရှုရဲ့တန်ချက်တော်အားဖြင့်ဒါသမီးရောက်စီတိုင်းအနာရောဂါများကိုငြိမ်းရတော့ခွင့်ကိုလည်းပြင်ဆင်ပေးသနာတော်မူပါနိုချီနိုရဲ့ကိုရှင်ပါပြညီမငယ်တို့လည်းဆူတောင်းပေးပါ၏ဤတမီပေါ်မှာကျမ်းမာခြင်းပေးသနာတော်မူပါလိုအပ်တော့ကျမ်းမာခြင်းလိုအပ်တော့ငွေကြေးမဆိုင်စာမွေနေမြဆိုင်အဆဆယနေ့ထိတန်ရောက်ကိုရှင်ပါပြပို့ဆောင်လက်ကိုရှင်ပါပြထောက်ပံ့ခြင်းဂျေဇုတော်များကိုခံစားရတဲ့အတွက်ကိုရှင်နာမတော်ကိုချီးမွမ်းပါ၏သူတို့နဲ့ပတ်သက်သောအမျိုးဆွေမျိုးများကိုရှင်ပါပြစစ်ဘေးရှောင်တဲ့အရာများပေါ်မှာအင်္ဂါဖို့ရအတွက်လိုအပ်သောငွေကြေးများစာဝတ်နေရေးမဆိုင်လိုအပ်သောအရာတစ်ခုစီတိုင်းကိုရှင်ပါပြပဝင်ခြင်းမှာရှိသောယုံကြည်သူများအသင်းတော်မှာဆောက်ရည်လူမှုအဖွဲ့အစည်းတစ်ခုစီတိုင်းပေါ်မှာကိုရှင်ပါပြပေးကလူတန်းလို့ခြင်းတို့စိတ်များကိုပေးလေအရောက်စီတိုင်းကိုပြန်လဲပြီးတော့ပေးငါဝင်ငန်းလေဝိုင်းဝန်းကူညီနိုင်တော့အသင်းတော်များယုံကြည်သူများဖြစ်စေတော်မူပါနိကြောင့်ရဲ့တာနေရတဲ့ဆူတောင်းပေးပါ၏ဒီတာချင်းနေရကိုကိုရှင်မဖေကောင်းချီးပေးသနာတော်မူပါဂျမ်းမချင်းပေးသနာတော်မူပါအများဆုံးတတိယနိုင်ငံကိုလာရောက်နိုင်ဖို့ရန်အတွက်လဲပေးစနတော်တကားများကိုကိုရှင်မဖေဖွင့်ပေးသနာတော်မူပါနိကြောင့်ရဲ့သမီးဦးလွန်တို့လဲဆူတောင်းပေးပါ၏ကိုရှင်မဖေဒီသမီးကြီးပေါ်မှာလုံးလျက်ကိုင်းလျက်နဲ့မိခင်ကြီးပေါ်မှာဆောင်းလျှောက်တဲ့အရာများပေါ်မှာတာပြီးကောင်းချီးခံစားလျက်ဂျမ်းမချင်းကိုကိုရှင်မဖေခံစားစေတော်မူပါအသင်းတော်များအမှုတော်
ဆောင်ဆရာများအိုကိုရှင်မဖျားတင်ထလူကြီးကဏ္ဍအိုကိုရှင်မဖျားအိုမင်းကဏ္ဍမှာဆိုင်အမျိုးသမီးကဏ္ဍချီမကိုချင်းဦးဆောင်သောကဏ္ဍမှာဆိုင်အိုဆန်စကူကဏ္ဍလူငယ်ကဏ္ဍအိုဆော်လိုရေး building ကဏ္ဍမှာဆိုင်မီဒီယာကဏ္ဍခုစီတိုင်းမှာပါဝင်နေတော့ကဏ္ဍတစ်ခုစီတိုင်းမှာအိုကိုရှင်မဖျားကိုမြောက်ပြလျက်အိုကိုရှင်မဖျားတွေ့တာတို့သစ္စာရှိသောငယ်သားကောင်းများဖြစ်စေတော်မူပါအတင်းတော်မှာလိုအပ်သော Sunday School အတွက် New Building အတွက်လည်းဆုတောင်းပေးပါ၏ကိုရှင်ပါပြအစိုးရပေါ်မှာခွင့်ပြုချက်အမိန့်ပါမယ်တောင်းလျှောက်တဲ့ရာပြန်ပေါ်မှာလည်းအစိုးရမင်းများရဲ့စင်နှလုံးတကားများကိုကိုရှင်ပါပြတူတီလေးဖွင့်ပေးလေကိုရှင်ပါပြအတင်းတော်အတွက်ဆောက်လုပ်ဖွင့်ရန်အတွက်ပါမင်းများအများဆုံးရနိုင်ဖို့ရန်အတွက်လည်းကိုရှင်ပါပြအကောင်ဆုံးပြင်ဆင်ပေးသနာတော်မူပါNew Building အတွက်ကိုရှင်ပါပြmusicကိုရှင်ဘပြကျဲတဲ့အရာပေါ်မှာလဲကိုရှင်ဘပြအိုကိုရောကိုယုံကြည်ခြင်းအားဖြင့်ပေးကမ်းနိုင်ဖို့ရန်အတွက်လိုအပ်သောအရာများကိုကိုရှင်ဘပြအချိန်မြင့်ပြင်ဆင်ပေးသနာတော်မူပါဆောင်းလို့ဂန္ဓာမှာဥဆောင်မဲ့တာတိမီမြတ်လှုပ်ဆောင်မဲ့ဂန္ဓာတခုစီတိုင်းမှာပါဝင်မဲ့အရောက်စီတိုင်းပေါ်မှာလဲကျမ်းမာခြင်းပေးပါဉာဏ်ပညာချပေးသနာတော်မူပါအိုနေဟမယကဲကိုရှင်ဘပြအိုအချိန်တိုတွင်းမှာအမြန်ဆုံးအကောင်းဆုံးပြီးမြောက်နိုင်ဖို့ရန်အတွက်လဲကိုရှင်ဘပြရဲ့ဆောင်းလို့ပေးခြင်းကိုရပါရှင်ဘပြရဲ့အတူပါရှိခြင်းและယုံတော်ကိုမြင်တွေ့စေတော်မူပါထိုမြတ်မကကိုရှင်ပါပြအမိမြန်မာနိုင်ငံကြီးတို့လည်းဆုတောင်းပေးပါ၏မြန်မာနိုင်ငံကိုအုပ်ချုပ်မဲ့အစိုးရများဆက်၍တမရအများကိုကိုရှင်ပါပြပြင်ဆင်ပေးတော့ကြောင့်ယေရှုတော်ကိုချီးမွမ်းတယ်ဒီတို့ရဲ့ဥဆောင်မှုသူတို့ရဲ့စီစဉ်မှုကြံစည်မှုတစ်ခုစီတိုင်းဒီမြန်မာနိုင်ငံနဲ့နိုင်ငံသူနိုင်ငံသားများအတွက်ကိုရှင်ပါပြတိုးတက်ရတိုးတက်ကြံကိုဥဆောင်လျက်အိုကိုရှင်မပြခေါင်းဆောင်ကောင်းမြတ်ဖြစ်စေတော်မူပါမြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍလူမှုရေးကဏ္ဍပညာရေးကဏ္ဍလမ်းပန်းဆက်သွယ်ရေးကဏ္ဍတစ်ခုစီတိုင်းမှာအရှိတအာရှမှာဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီးဖြစ်စေတော်မူပါယခုချိန်မှာကိုရှင်ပါဖျားချင်းတောင်မှာတီးတိမ်မှာကိုရှင်ပါဖျားစစ်ဘေးရှောင်တဲ့သူများတွေဆုတောင်းပေးပါ၏ကိုရှင်ပါဖျားအိုတာသမီရောက်စီတဲ့နေထိုင်ရာအိုတီတိမ်မြို့ကြီးကိုရှင်ပါကြည်ရှုလျက်ကိုရှင်ပါဖျားခံစားနေရသောဒုက္ခဝေဒနာများစိမတန်ညီတော်အော်ဟစ်တန်များကိုရှင်ပါဖျားကြားလျက်ကိုရှင်ပါဖျားရဲ့ကြည်ရှုခြင်းစောင့်ရှောက်ခြင်းကိုယ်ကွာခြင်းမြတ်ကိုရရှိသောကိုရှင်ပါဖျားပြည်သူများနဲ့မြို့သားများကိုဖြစ်စေတော်မူပါထိုမြတ်မကကိုရှင်ပါဖျားစစ်မှတ်ဖြစ်နေသောရာများရုရှားနဲ့ယူကရိန်းတော်တော်၎င်းဣသရေလနိုင်ငံနဲ့အီရန်နိုင်ငံတော်တော်၎င်းယခုချိန်မှာကိုရှင်ပါဖျားအဆာဆာရကိုစင်းနုံတက်ပြီးတော့ကိုရှင်မလောင်စာစီဈေးမဆာရအဆာဆာရတက်ပါ၏ကိုရှင်မဖျားအုပ်ချုပ်သောအစိုးရမင်းများပေါ်မှာကိုရှင်မဖျားမျက်နှာကိုထောက်လျက်တနိုင်ငံရိုင်းပင်ကူညီသောတမရများအစိုးရမင်းများဖြစ်စေတော်မူပါအသင်တို့မှာနာမကျမ်းသောသူများတို့ဆုတောင်းပေးပါ၏Ungo pun tetolaga numan pi tetolaga nulam tetolaga nucinu tetolaga nicang tetolaga tamiji nulun tetolaga nuzelun tetolaga mungton tetolaga inu amasa ye hoibe masa gersang masa ko shimpa phia turo ye khanzane ya do wedana mya ko shimpa phia ye da goji do let yong do ko santan le ko shimpa phia bagati chama chinကိုဖြစ်စေတော်မူပါကိုရှင်ပါပြတတ်နိုင်ကြောင်းကိုဝန်ခံပါ၏ကိုရှင်ပါပြမနေ့ယနေ့နောင်ကလမပြောင်းလဲခြင်းမရှိဘဲကိုရှင်ပါပြအသက်ရှင်တုံးမှာလဲတေတော်သူများကိုရှင်ပြန်စေလေနာတော်သူများကိုကျမ်းမာစေလေယနေ့ထိတန်ရကိုရှင်ရဲ့နမိတ်လက္ခဏာပြုခြင်းမြတ်ကိုနာမကျမ်းသောအသင်းသူတင်သားပြောများပေါ်မှာကိုရှင်ပါပြထင်ရှားတော်မူပါဂျေဇုတော်ကိုချီးမွမ်းပါ၏ကိုရှင်ပါပြဒီလနောက်ဆုံးပတ်မှာလူငယ်မြတ်ယူကမ်တတော်လကာကိုရှင်ပါပြနောက်လာဖခင်များနေမှာone day seminar တတော်လကာSharon came to the Lagao, November Thanksgiving time, Christian Piatindo, no Tamo season, the Kusi Daima, Luapia season, the Takusi Dango, Goshimba Pia Lewana Saka Anambai, Dr. Kwalma Sawe, Samuel Masawe, Goshimba Pia Peter Mambu Masawe. Dr. Muma Sawi Goshimba Pia, Jama Chimpeva, Turoya Mitasu, Aintown, Latino, Ganata Kusidan, Lane, Tike Masawe, Visa Masai, Bama Kachip Yatana, Chain Sang and Chinde Machibene, Goshimba Pia, a common zone, Goshimba Pia Post Sound, Atino, Tuek Goshimba Pia, Ganji Piseda Muba, Jesudo Gochimambai, Tatami Yasitani, Township Ayamia, Mason Limba, Mason Lindoniale, Goshimba Pia, Tatimino Loet Miago, Timino Muropa Piadi. တောင်းလျှောက်တော့အရာတဲ့တာကောင်းတော့အရာမြတ်ကိုပေးပါမည်အကြောင်းတန်ရှင်တော်ဝိညာဉ်တော်အဖျားအဖြစ်တော်ကောင်းသခင်ယေရှုရဲ့မဟာနာမကိုအမိပြုလေဤဆုလုံးစုံကိုတောင်းလျှောက်ကြပါ၏
အာမင် ဆုတောင်းခြင်းကိုဥဆောင်ပြီးတဲ့ဆရာကိုထူးကျေးဇူးတင်ပါတယ်ဖျားရှင်ဆက်လို့ကောင်းချီးပေးပါစေကျမတို့အခုချိန်မှာဆုံးသက်ဖို့အတွက် Pressure Worship များကိုဖိတ်ခေါ်ပါတယ်ကျင်းစုပေးပြီးဆိုလို့ရှင်ဆရာထံတော်ကနေပြီးတော့အဆုံးသက်ဆုတောင်းကောင်းချီးပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်
မြတ်စွာဘုရားဒီနေ့မြန်မာပိုင်းစီစဉ်ဆလေဆုံးကိုရရှင်အုပ်စိုးလမ်းပြလျက်ကောင်းချီးပေးလို့ကိုရောကိုယေရှုတင်ပါ၏ဂျာနာရတဲ့နှုတ်ကပတ်